သူတို့ရဲ့လမ်းကြားတွေထဲမှာရက်ွက်တွေထဲမှာရှိတဲ့ဟာတွေလိုက်ပြီးတော့လေ့လာတယ်ပြီးတော့သူတို့ရဲ့ရိုးရာစားတောက်တွေစားတတ်တာပေါ့နော်အခုလောလောဆယ်တော့အရင်ဆုံးပါစားတတ်လဲဆိုတော့ထိုင်းချိုရီတစ်မျိုးဖြစ်တဲ့ချာမနာကိုစားတတ်တာပေါ့နော်အရသာလေးကိုပြောပြပေးပါဦး အဲ့လည်းပဲယူတမယာဒီလေးနဲ့ချက်မနိုင်ပါ ချာမနာဒီမှာကျတော့ချာနိုပေါ့နော် ချင်းလေး ချစ်လေးအဲ့လိုမျိုးကဲနောက်ထပ်ပြန်တွေ့ရအောင် အမအချင်းချိုးချင်းလေးသမီးချိုးချင်းလေးအေး ကိုရှိတယ်ကိုရှိတယ်ပြီးတော့ချာကြံဆိုတော့ဟိုကကော်ဖီအမဲနဲ့လောက်ရဟာရှိတယ်ချာထိုင်ဆိုတော့ဒါဟို ဒါလေးကပါလားမသိဒါလေးတွေ ဒါကျတော့ blueberry ဖြစ်မှဒါရော ဒါ blueberry ဒါချာခရီဆိုတော့ဟိုလက်ဖက်စိမ်းအခါတက်တက်လေးပါမယ် ဒါနို့တင်တယ်နော် ဒါဟိုချာရင်ချာရင်ဆိုတာနိုးနဲ့ ဒါ green tea ဖြစ်မယ်သလားအဲ့ဒါပဲတောက်လိုက်မယ် စိမ်းနဲ့လောက်တယ်ဟိုနောက်တစ်ခုရှိတယ်ချာမနောင်ဆိုတာလေသူကလက်ဖက်ကိုလေတမယာသေးနဲ့လောက်ထားတာချစ်ချစ်ဆုပ်ဆုပ်အေးတောက်မယ်အဲ့ဒါလေး စမ်းကြည့်မလား စမ်းကြည့်မယ်ဆရာမနော်โอเคသမီး ที่มีชามะนาวไหมคะชามะนาวมีเอาแก้วหนึ่งค่ะ ချမနိုင်တောက်ပါမယ် ชามะนาวမှတ်တာနော်ชามะนาวဆိုတာချဆိုတာသူကလက်ဖက် တောက်ကြပါဦးရှင် ဒါชามโนဒါကျတော့ชามะนาว ဒါချမနိုင်နဲ့နော်လက်ဖက်ค่ะဟုတ်ကဲ့จ้ะ သမီးတို့ပြန်ပြန်နော်ကဲအခုဆက်သွားလိုက်ပါဦးမယ်တောင်းမလို့နော်ငါတို့တွေကမော်တော့ကြစီလုံးဝဟုတ်ပါမငါတို့ဂျူးစားနေဖြတ်လာတာနော်ပါတင်လဲပါ အဲ့နဲ့ငါမှာဟိုတိုက်နေတောင်တွေပဲကြည့်နေလို့ဒီလိုအမိုက်တွေ ဟုတ်ပါအမလာတော့ရိုက်ထားကဲကျမတို့ကအခုမော်တစ်ခုကိုစိုက်ကယ်နဲ့သွားပါမယ်အခုရောက်နေတာတော့ဘန်ကောက်ကနေပြီးမော်တနေရာကိုစိုက်ကယ်နဲ့ဒီညီမလေးနဲ့3ယောက်စီးသွားပါမယ်ရှင်2ယောက်စီးမှာပေါ့နော်ရိုက်မယ်ပြင်ကိုရိုက်မယ်မကြည့်ပါဘူးโอเคဒါဟောမဟုတ်လေ老板机回来摸补呗。ကဲဆရာမရေရှောက်ကြည့်ပြီ အရင်လဲလိုက်မယ်လေ ဟိုဘက်တစ်ပတ်ဝယ်ကြည့်အောင်မလားရှောက်လေတာပဲဒါတော့စားတော့ဆိုင်နေပါနော် မိုက်လေးရိုက်ရမယ်လည်းတက်နေတော့တမီးကပြောပါမှာနားမှာတက်ရိုက်ခဏနေပြန်ဖို့မဖြစ်တော့ မှန်စကြည့်လိုက်တမီးစကြည့်လိုက်